တခါကမင်းသားလေးတစ်ပါးဟာသူ့ရဲ့တိုင်းပြည်အခြေအနေကိုအနီးကပ်သိချင်လို့ရဲမတ်အနှင်းကင်းနဲ့အတူရွာငယ်လေးတွေကိုထပ်ခဲ့တယ်။ပန်းရီကတော့တောရွာလေးတစ်ခုကကြီးတော်သူလေးတယောက်ပေါ့။ဒီလိုနဲ့မင်းသားလေးဟာမြို့ရွာအနက်လဲလှယ်သွားလာရင်ပန်းရီလေးတို့ရွာကိုဖြတ်တန်းရောက်ရှိလာတယ်။တောထဲမှာပန်းခူးပြီးပြန်လာတဲ့ပန်းရီလေးဟာမြင်းဖြူကြီးစီးထားတဲ့မင်းသားလေးကိုမြင်တော့နီးကြည့်နေမိတယ်။ ရွာကိုပြန်လာတော့လေမင်းသားလေးမျက်နှာကိုမြင်အောင်မိပြီးရင်ထဲမှာဘာကြောင့်ရင်မသိပျော်ရွှင်နေမိပြီးခရီးဆက်ထွက်လာတဲ့မင်းသားလေးတို့ဟာ အရှင်သားတတိထားပါဒီတော့မှကြားဆိုးကြီးတကောင်တောင်းကျပ်နေတယ်လို့ကြားသိရပါတယ် ဒီအချိန်မှာပဲခြုံထဲမှာပုံကောင်နေတဲ့ကြားကြီးကဟင်းဟောက်ရင်မင်းသားလေးစီခုံအုပ်လိုက်တယ်မင်းသားလေးလည်းငုတ်ဆောင်လိုက်ရင်လက်ထဲကအဆုံဓာတ်နဲ့ခွဲခုတ်ချလိုက်တယ်ဒါချက်ကကြားကြီးရဲ့ခေါင်းပေါ်ကပုတ်ကလွဲသွားတယ်နောက်တစ်ချိန်ထပ်ပြီးခုံအုပ်ဖို့အားယူနေတဲ့ကြားကြီးကိုမြင်တော့လေးတီတော်ကလည်းကြားကြီးကိုချင်းရွယ်ကမြားကိုပစ်လိုက်တယ်မြားကကြားကြီးရဲ့ကိုယ်မှာစိုက်ဝင်သွားတယ်နာကျင်သွားတဲ့ကြားကြီးကကြောက်စရာအတန်ကြီးဖြစ်ဟင်းဟောက်ရင်မင်းသားလေးစီကိုဦးတီကရှိသမျှခွန်အားနဲ့ခုံအုပ်လိုက်တဲ့ကြားကြီးကမင်းသားလေးကိုကိုက်လိုက်တယ်မင်းသားလေးကတတိမလွတ်ဖဲလက်နဲ့ခတ်လိုက်ရင်လေးတီတော်လည်းနှုတ်ရတဲ့စင်ကိုဥပလိုက်တယ်မင်းသားလေးဟာအရှိန်နဲ့ကြောက်ကြီးတွေကိုပြုတ်ကျသွားတယ်စစ်တီတော်များရဲ့အတန်ကချုပ်ထဲမှာပြင်းထန်လေကြောက်ကြီးရဲ့အောင်ချေမှာတော့ကြည်လင်စွာစီးဆင်းနေတဲ့မြင့်ငယ်လေးတစ်ခုမင်းသားလေးဟာမြည်ရဲ့ရည်စည်းနဲ့အချိန်အတော်ကြာမျောသွားခဲ့လေဒီနေ့လေပန်းဤလေးဟာတောတဲ့ကိုပန်းခူထက်ခဲ့လေ ဘာထန်ပါလဲ ပန်းဤလေးစိတ်ထဲမှာရေရွတ်ရင်အတန်ကြာရသူထွက်လိုက်ခဲ့တယ် ဒါဟိုတခါတွေးလိုက် မြစ်ထဲမှာမျောပါလာတဲ့မင်းသားလေးကိုတွေ့လိုက်ရတယ်မင်းသားလေးအသက်ရှူမရှူစမ်းတက်လိုက်တယ်မင်းသားလေးကတော့ညင်းညူရင်တတိမရတဲ့ချက်ရတဲ့ချက်ထနေတယ်ပန်းဤလေးဟာတတိကောင်းကောင်းမရသေးတဲ့မင်းသားလေးကိုဖေးမှတွဲခေါ်ရင်တောထဲကတစ်လုံအိမ်လေးစီခေါ်လာခဲ့တယ်တစ်လုံအိမ်လေးကိုရောက်တော့မင်းသားလေးကိုနှွေးထွေးစွာထားပြီးပြုစုစောင့်ရှောက်ခဲ့တယ်ဒီလိုနဲ့ပြန်လဲတက်တာလာပြီးဖြစ်တဲ့မင်းသားလေးဟာတောထဲမှာဒဏ်ရာပြောင်းအောင်ဆက်လက်နေထိုင်နေခဲ့တယ်ဒီအတော်အတွင်းမှာပန်းအေးလေးဟာမင်းသားလေးကိုတောတောင်ဒီအကြောင်းပန်းအေးလေးအကြောင်းတိရိစ္ဆာန်လေးတွေအကြောင်းပြောပြရင်အချင်းတွေကုန်ခဲ့တယ်တဦးော်ပေါ်တဦးလည်းတန်ရောစဉ်ထစ်လာခဲ့ပြီးဒီအချိန်မှာတော့စစ်တီရဲမတ်တွေဟာမင်းသားလေးကိုအပူတပြင်းလိုက်ရှာနေကြတယ်နီးစက်ရတောရွာတွေကိုတရွာထွက်တရွာဝင်စုံစမ်းမင်းမြန်းနေတယ်မင်းသားလေးနဲ့ပန်းအေးလေးဟာတဦးနဲ့တဦးပိုမိုတန်ရောစဉ်တွေ့လာကြတယ်စစ်တီတွေဟာတောတွေကိုလည်းလိုက်လံရှာဖွေခဲ့ဒီလိုနဲ့တောနေရှာရင်တစ်လုံးအိမ်ကိုရောက်လာခဲ့တယ်မင်းသားလေးကိုတွေ့ရတဲ့နောက်အယိုအသေးပေးက နာမကျန်ဖြစ်နေလို့အမြန်ဆုံးနန်းတော်ကိုပြန်မှပါမယ် မင်းသားလေးဟာပန်းအေးလေးကိုနှုတ်ဆက်ရ စော င် င့်နေနော်ကိုဆက်ဆက်ပြန်လာခဲ့မယ် လက်ပြနှုတ်ဆက်သွားတဲ့မင်းသားလေးကိုကြည့်ရင်ပန်းအေးလေးဟာရင်ထဲနွားသွားတယ်မင်းသားလေးဟာသူ့ကိုတကယ်ချစ်တယ်ဆိုတာသိလို့ပန်းအေးလေးဟာနှလုံးသားနာကျင်နေပေမဲ့အားတင်းထားလိုက်တယ်နန်းတော်ကိုပြန်ရောက်လာတဲ့မင်းသားလေးကိုအားလုံးကဝမ်းသာအားရဦးညွတ်ကြိုးဆိုကြတယ်နာမကျန်းဖြစ်နေတဲ့ဖခမဲတော်ဘရင်ကြီးစီကိုအခါစားဝင်လာခဲ့တယ် တားတော်ကိုထီးနှံအမွေလွှဲပေးတော့မယ် ဘရင်ကြီးရဲ့စကားအဆုံးမှာမင်းသားလေးဟာဘရင်ကြီးစကားကိုနားထောင်လက်ခံခဲ့တယ်မင်းသားလေးဟာဘရင်ဖြစ်ပြီးတဲ့နောက်မှာတိုင်းကြီးပြည်ရာကိစ္စတွေနဲ့ရှုပ်ထွေးပြီးအချိန်တွေကုန်လွန်ခဲ့တယ်နိုင်ငံရေးတည်ငြိမ်တော်မှာတောရွာလေးမှာကြံခဲ့ပန်းဤလေးကိုအခေါ်လွတ်လိုက်တယ်။မိုးမစစ်သည်များပန်းဤလေးရဲ့ရွာကိုရောက်လာတော့ပန်းဤလေးဟာပျောက်ဆုံးနေကြောင်းသိရတယ်။အရှင်ကိုယ်တိုင်လိုက်လာခဲ့တယ်။ဘီရင်လေးလေသူတို့အတူတူရှိခဲ့ဖူးတဲ့တစ်လုံးအိမ်လေးကိုမျောလင့်ချက်တစွန်းတစားနဲ့ပေါ့။တစ်လုံးအိမ်လေးမှလည်းမတွေ့တော့ဘီရင်လေးလည်းစိတ်သက်သာသွားတယ်။ဘယ်လိုမှရှာလို့မတွေ့တော့တဲ့အဆုံးဘီရင်လေးလည်းနန်းတော်ကိုပြန်လာခဲ့တယ်။စိတ်သက်တွေကျနေတဲ့ဘီလိုင်းလေးဟာအပြန်လန်းမှာခြေလိုင်းတွေနေကွေးနေတယ်။နန်းတော်ကိုမြောက်ခင်အပင်ကြီးတစ်ပင်အောင်မှာတယောက်တည်းမုံကြီးမိုင်းမျိုးစွာလွမ်းဆွနေတယ်။သူထိုင်နေတဲ့အပင်ကြီးကပန်းအနီလေးတွေထွဲဖွဲကြွေကြနေတော့ပိုပြီးလွမ်းမောစရာဖြစ်ခဲ့တယ်။ပန်းအနီလေးတစ်ပွင့်ကိုကောက်ယူကြည့်ရင် ဘယ်လျှောက်သွားနေတာလဲပိုင်းကြီးရဲ့ကိုလာခေါ်တာနောက်ချသွားခဲ့တာလားကိုကမုန်းဘွားလို့ပုံနေခဲ့တာလားကွယ် ဖြင်လေးဟာတူးတဲ့တီတိုးရေလွတ်နေခဲ့တယ်။အတော်ကြာနာပြီးနောက်ဖြင်လေးဟာစစ်တီညနဲ့အတူနန်းတော်ကိုရောက်ကိုထပ်သွားခဲ့တယ်။အပင်ကြီးကတော့ပန်းပွင့်တွေထွဲဖွဲကြွေချက်လွယ်တခုခုကိုပြောချင်နေသည်ဟန် ကိုကြီးပိုင်းကြီးလေးပိုင်းပါကိုရဲ့